တော့ဘူးအဲ့ရထားပါလေခဏနေတော့ကျွန်တော်ပန်းမိနေပါရေလောင်းပြီးလမ်းလျှောက်ဖို့တွားပါလေလမ်းလျှောက်ပြီးတော့ဂျင်ရောက်ရင်နေပါကျွန်တော် exercise လေးနေပါလုပ်ဖို့ပါရာသီဥတုလေးရလေနေတော့ပူပါလေဂျင်လျှောက်ပြီးဂျင်ရောက်တော့အကျိုးတွေပါလျှော့ပါလေကျိုးလျှော့ပြီးတော့ကျွန်တော်ခဏထိုင်နေပြီးတော့ကျွန်တော်နည်းနည်း exercise weight မှာပါလေနေရွှေရှောင်းလေးပေါ့ဗျာပြီးတော့ကျွန်တော်Suraj Namaskar ကျွန်တော်လုပ်နိုင်တယ်တော့လုပ်ပါတယ်ခါနာနေရတယ်တက်တာတော့ပြီးတော့ကျွန်တော် meditation လုပ်တယ်ပြီးတော့ကျွန်တော်ပြန်ပါတယ်ကျန်ရတယ်အရင်တော့ကျွန်တော်ထမင်းတုပ်စားပါတယ်ထမင်းတုပ်လေးရတယ်စားလို့ကောင်းပါတယ်တော့ကျွန်တော်အခန်းလေးကိုတန်ရှင်းလုပ်တယ်တန်ရှင်းတွေကိုပဲပစ္စည်းတွေပဲရွှေ့ပေါ့ဗျာတန်ရှင်းတွေလုပ်ပါတယ်တန်ရှင်းလုပ်ပြီးသွားပြီဆိုတော့ကျွန်တော်မွေးလေးထည့်စိတ်ကိုကြည်လင်ပါတယ်အခန်းလေးရှင်းလင်းပြီးဆိုတော့ပန်းမင်လေးစင်းလောင်းနေကျွန်တော်ကတော့အပင်လေးရေလောင်းရတာကြိုက်တယ်ပြီးတော့ရေချိုးပါတယ်ရေမူးချိုးပြီးတော့ကျွန်တော်နည်းနည်းပြင်ဆင်ပြီးတော့live stream လေးလွှင့်ဖို့လုပ်နေပါတယ်ဆိုတော့ live stream လေးစပါပြီဆိုတော့ live stream လေးလွှင့်နေမိနစ်30ကျော်လောက် live stream လွှင့်ပြီးတော့ကျွန်တော်ဖျားရှိခိုးပါတယ်အဲ့တော့ဖျားမိထုံးအပွေးတိုင်းထုံးဖျားစာဖတ်ပါတယ်ကျွန်တော်ညဘက်ပိုက်စာနဲ့ခေါက်ဆွဲပြုတ်စားရအောင်ကြုံနေနေခေါက်ဆွဲပြုတ်စားရပြီးတော့ကျွန်တော်ဖုန်းလေးသုံးပြီးတော့ပြပါပြီ